အားလုံးပဲမင်္ဂလာပါရှင်ခုမနေ့40ထွက်တယ်ဆိုတော့လေအချိန်ကြီးကြလုံးပိုင်ရလေအမြဲတမ်းပဲတနင်္လာနေ့အင်္ဂါအဲ့လိုရက်အစတွေမှာထွက်တတ်တယ်နောက်ပြီးရင်အချိန်ကြီးကြဒီလုံးပိုင်ရလေတောက်ကြနေမှာဆိုအမြဲတမ်းပြန်လာတယ်ရှင်သတိထားမိသလောက်ပေါ့နော်တနင်္လာအင်္ဂါနောက်ပြီးတော့တောက်ကြများသောဖြင့်တောက်ကြကြာတာပရိနေ့မှာလည်းတစ်ခါတရံလာတတ်တယ်ဒါပေမဲ့တောက်ကြနေ့မှာတော့အမြဲတမ်းလိုပြန်လာတတ်တယ်ကျမအပတ်တိုင်းဆိုရင်တောက်ကြနေ့မှာလာသတိပေးနေကြပေါ့နော်ဒီဘက်တော့ကျမသတိမပေးလိုက်မိဘူးတုံညာထက်လာကြမယ်ဆိုတာကိုလည်းသတိထားမိတယ်ပေါ့နော်သတိထားမိတယ်အဲ့တော့ကျမကတော့တုံညာပူကြိုက်တယ်လည်းပြောထားလို့လားတော့မသိဘူးကျမတော့ဒီလေးတော့မကန့်မိဘူးပေါ့နော်ကျမခွန်ကြိုက်တယ်နှစ်ကြိုက်တယ်တစ်ကြိုက်တယ်ဆိုဒီနေ့ကိုကျမ10 20 80ကိုတော့ထိုးပြစ်တယ်ပေါ့နော်80ကိုတော့ထိုးပြစ်တယ်ဒီ3ကွက်တော့ထိုးပြစ်တယ်ဒီ40ကိုတော့ကျမမထိုးပြစ်ဘူးကျမခွန်ကြိုက်တယ်နောက်ပြီးတော့ဒီပေါ့နော်20 10ကတော့ကျမမွေးကနန်းလို့ပြောလို့ရတယ်ဘာကြောင့်မှမဟုတ်ဘူး20ရာကြတော့ကျမရဲ့အိမ်မက်ကနန်းပေါ့နော်အိမ်မက်ကနန်းဖြစ်တော့20ကိုကျမထိုးတယ်10ကတော့ကျမမိတ်ဆွေပေးထားတဲ့မွေးကနန်းပေါ့ကျမ1နဲ့3ညဒီတစ်ပတ်ကြိုက်တဲ့လူဖြစ်တော့လေကျမ10ကိုဒီတစ်ပတ်တော့ထိုးတယ်ပေါ့နော်အားကြောင့်10 20 80 3ခွက်ဒီမိနစ်ထိုးတယ်ထွက်သွားတာ40 3ညလာမယ်မှန်ကျမတိတိနဲ့ကျမမထိုးပြဘူးပေါ့နော်အဲ့လိုပဲကျမ page ကလူတွေကိုလည်းကျမလာပြီးတော့ပေါ့နော်သတိမပေးပြလိုက်ဘူးအဲ့ဒါကြောင့်ညနေကိုလည်း1နဲ့3ညလေးကိုတော့1နဲ့3ညကိုတော့လေကြိုက်တဲ့ကဏ္ဍလေးနဲ့ကပ်ပါအောင်နော်အမြဲတမ်းပေါ့နော်ဒီအချိန်ညလုံးမှန်ရတော့လေ3ရက်ဆိုပေမဲ့ကျမမှန်းထားတာ3ချိန်တော့ကြာနိုင်တယ်လို့မှန်းထားတာမဟုတ်လို့ပေါ့နော်အများကြီးလဲအများကြီးမထိုးရင်တော့ပေါ့နော်ဒီလိုလေးပေါ့နည်းနည်းလေးတော့ကတ်ထိုးကြပါအောင်လို့အဲ့ဒါလေးလာပြောတာပါရှင်3ညနဲ့3ညအဲ့ဒါလေးကိုကြိုက်တဲ့ကဏ္ဍလေးနဲ့ပေါ့နော်လုံးမိုင်လေးများရှင်ကတ်ထိုးကြပါလို့အဲ့ဒါလေးလာပြောတာပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အမြတ်တွေလည်းအများကြီးရကြပါစေနော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်